မင်္ဂလာပါလို့ယေရှုနာမနဲ့အားလုံးကိုတိတပန်နှုတ်ဆက်လိုက်ပါတယ်ဗိမာန်တော်ကနေဖျားရှင်နှုတ်ကပတ်တော်ကိုဝေငှခွင့်ရတဲ့တွေ့ကြောင့်ဖျားရှင်ရဲ့ကုန်းတော်ကိုအထူးချီးမွမ်းပါတယ်လို့ရဝဲကနေမိမိအချင်းနိုင်များကိုပေးပြီးတကာလနားထောင်ပေးတဲ့ဓမ္မမိတ်ဆွေအပေါင်းတို့ပေါ်မှာလည်းဖျားရှင်ကအတိတပန်ကောင်းကြီးသွန်လောင်းပေးပါစေလို့ဒီနေ့ကြတော့မိဘကိုယူသေးပြီးလေးစားကကျေးဇူးတည်တော်သူနဲ့မိဘကျေးဇူးမတည်သူတို့ရဲ့ကောင်းကြီးမင်္ဂလာဂတိတော်ကွာဟတကဲ့သို့အတင်းတော်ကိုချစ်တော်သူနဲ့မချစ်တော်သူတို့ရဲ့ကောင်းကြီးမင်္ဂလာဂတိတော်လည်းကွာဟတယ်မတူဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဝင်ခတ်ချင်ပါတယ်ပြန်ပြောမယ်ဆိုရှင်မြေကြီးပေါ်မှာခရစ်တော်ရဲ့ကိုယ်ခန္ဓာကိုချစ်တော်သူနဲ့မချစ်တော်သူရဲ့ကောင်းကြီးမင်္ဂလာဂတိတော်ဟာမတူနိုင်ဘူးတားဆီးမြေစစ်မတူနိုင်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဝင်ခတ်လိုပါတယ်အဲ့ဒါကြောင့်ယေရှုပြုပြီးတော့ဓမ္မဟောင်းကျမ်းခန်းကြီးမလခိခန်းကြီး3:16ကနေရင်ဖတ်ရအောင်နောက်ဆုံးဓမ္မဟောင်းကျမ်းဖြစ်တဲ့မလခယာခန်းကြီး3အငယ်16ကနေအတူတူကဖတ်ရအောင်ခဏလေးနော်ကဲတူကဖတ်မယ်ထိုအခါထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်တယောက်ကိုတယောက်နှုတ်ဆက်၍ပြောဆိုကြ၏ထာဝရဘုရားသည်လည်းနားထောင်၍ကြားတော်မူ၏ထာဝရဘုရားကိုကြောက်ရွံ့၍နာမတော်ကိုအောက်မေ့သောသူတို့အဖို့ရှိတော်၌စေရေး၌မှသားလျက်ရှိ၏ထိုသူတို့သည်ငါစီရင်သောနေ့ရက်၌ငါပိုင်ထိုက်သောဗန္ဒာတော်ဖြစ်ကြလိမ့်မည်အဘ၏အမှုကိုဆောင်ရွက်သောသားကိုအဘနှမျိုးတကဲ့သို့ထိုသူတို့ကိုငါနှမျိုးမေဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏တပန်တင်တို့သည်ပြောင်းလဲ၍ဖြောင့်မတ်သောသူမဖြောင့်မတ်သောသူဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သောသူမဆောင်ရွက်သောသူတို့ကိုပိုင်းခြား၍တည်ကြလိမ့်မည်ကဲဒီကြံပိုင်မှာပြောထားတယ်ဘုရားသခင်ကြောက်ရွံ့သောသူတို့ကိုဘုရားသခင်ကစီရင်ထဲမှာမှတ်ထားတယ်အဲ့ဒီအပြင်ပြောထားတယ်အဘရဲ့အမှုကိုဆောင်ရွက်သောသားကိုအဘနှမျိုးတကဲ့သို့ထိုသူတို့ကိုငါနှမျိုးမေဒီမှာဖြောင့်မတ်တော်သူမဖြောင့်မတ်တော်သူဖယားတကယ်မှုတော်ကိုဆောင်ရွက်တော်သူမဆောင်ရွက်သူကိုပိုင်းခြား၍တည်ရကြလိမ့်မယ်ဆိုပြောထားပါတယ်နောက်တော့ညီကိုခန်းကြီး6ငယ်14ညီကိုရင်တို့ခန်းကြီး6ငယ်14ကနေဖတ်ရအောင်တွေ့ပြီလားယုံကြည်သောသူတို့နဲ့တွဲဖက်၍စန့်ကျင်ဘက်ဖြစ်သောတဘိုးကိုမထမ်းကြနဲ့တရားသောအမှုသည်မတရားသောအမှုကိုအဘယ်သို့လက်ခံနိုင်မည်နည်းအလင်းဤမောင်မိုက်နဲ့အဘယ်သို့ဆက်ဆံနိုင်မည်နည်းခရစ်တော်သည်ဒေလန်ရနဲ့အဘယ်သို့တင့်တယ်နိုင်မည်နည်းယုံကြည်သူသည်မယုံကြည်သူနဲ့အတူအဘယ်အကျိုးကိုခံရမည်နည်းဘုရားသခင်၏ပိမှန်တော်သည်ယုတ်တုတို့နဲ့အဘယ်သို့ဆက်ဆိုင်ရမည်နည်းဘုရားသခင်မိတော်မူသည်ကထိုသူတို့တွင်ငါကျင့်ဝတ်မည်သူတို့၏ဘုရားသခင်ဖြစ်နေထိုသူတို့သည်လည်းငါ၏လူဖြစ်ကြလိမ့်မယ်ဟုမိန့်တော်မူတဲ့အညီတင်တို့သည်အသက်ရှင်တော်မူသောဘုရားသခင်ပိမှန်တော်ဖြစ်ကြ၏ထို့ကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကတင်တို့သည်ထိုသူတို့အထဲမှထွက်၍အတီးအချားနေကြတော့မစင်ကြယ်သောအရာကိုလက်ညှက်နဲ့မတုကြနဲ့ထိုတို့ပြုတ်ရင်တင်တို့ကိုငါလက်ခံမည်တင်တို့၏အဘဖြစ်မည်တင်တို့သည်လည်းငါ၏သားသမီးဖြစ်ကြလိမ့်မည်ဟု
အနန္တတကိုးနဲ့ပြည့်စုံသောထာဝရဘုရားမြင့်တော်မူ၏ပတ်တော်တဲ့ကျမ်းပိုက်ပေါ်မှာဘုရားရှင်ရောက်တဲ့ကောင်းကြီးပေးပါစေအနည်းငယ်စိတ်ကဆူတောင်းကြပါစို့ယေရှုဖျားဒီချင်းနာကြီးကိုလည်းကောင်းကြီးပေးသည့်ဖျားဖြစ်သောကြောင့်ယေရှုတင်ပါ၏နာထောင်တော်သားသမီးရောက်တိုင်းပေါ်နဲ့တိတဖန်ယေရှုတော်သွန်လောင်းတော်မူပါကျွန်တော်ရဲ့နှုတ်ပစကိုလည်းပြီးတိတ်ပြီးတကားလားကိုရောစကားပြောတော်မူပါယေရှုနာမ၌အလွန်ကျူတည်လေးမြတ်စွာကျွန်တော်စိတ်ကအနံ့ပိုင်ဖတ်ပြရှင်အာမင်ယခုခေတ် YouTube တို့ Zoom meeting တို့ခေတ် Facebook တို့ခေတ်မှာနှုတ်ကပတ်တော်ကိုလွှတ်နေတဲ့ခေတ်မှာတချို့လူတွေကပြောထားရှိအတင်းတော်သွားဖို့လူသေးလို့လားအတင်းတော်မှာမပါဝင်ဘဲနဲ့နေလို့မရဘူးလားတပူတော်အိမ်မှာနေပြီးတော့တရားဟောတာတွေနားထောင်လို့ရှိရင်ခဏယူပြီးတော့နားထောင်မယ်ဆိုရှင်အဲ့ဒါတော်ပြီမဟုတ်ဘူးလားဘာလို့အဝေးကြီးအတင်းတော်ကိုသွားဆရာလူတယ်လဲအတင်းတော်မှာလူမျိုးမတူတဲ့လူတွေစိတ်ထားခါယူချက်နဲ့မတူတဲ့လူတွေနဲ့အဲ့ဒီလိုကူးကွယ်တာတဲ့အဝေးကနေခဏယူပြကိုရက်တည်မကောင်းဘူးလားဆိုပြီးတော့ပြောထားရှိဒီစကားတကယ်တမ်းကျတော့ဘသူရဲ့အတန်လေဆိုရှင်ပျောက်ဆုံးသောသားရဲ့အတန်ပဲဖြစ်တယ်ပျောက်ဆုံးသောသားဟာမိဘအစီမှာပျော်ရှင်စမိသားစုစီမှာနေရမယ့်အရာမှာမပျော်ဘူးတိုင်းတစ်ပါးကိုတွားပြီးအမွေတွေကိုကြိုက်တယ်လို့ဖြုံးတီးတယ်မယုံကြည်သူတွေနဲ့ဖြုံးတီးပြီးမှဝက်စာကျွေးတဲ့ဘဝရောက်ပါပြီအင်ကိုပြန်တရိရသွားကျွန်တော်ကျမတို့လည်းပဲဝက်စာကျွေးတဲ့ဘဝရောက်မှာပဲနော်ယုံကြည်သူမျိုးကိုများနဲ့မိသားရဖွဲ့ဖို့လိုတယ်ဆိုတာသဘောပေါက်ဖို့စောင့်เสียမလို့ဘူးဖယားရှင်ကနောက်ဆုံးတော့ခဲမှာပါပြောထားတယ်လေဟေပြခန်းချစ်30-25မှာကာလအချင်းရောက်လို့ဤတီကိုထောက်တဖြစ်တဲ့အချင်းချင်းမိသားရဖွဲ့ကြမှုကိုတာရကျူစားကြလို့လောကကတော့ဘာပြောထားတယ်လဲအခုခေတ်ဟာအင်္ဂါနဲ့ဖျားခုွယ်လို့ရတယ်တရားနာထုတ်လို့ရတယ်ဘာလို့အတင်းတော့မတဆီကုန်ပြီးတော့တွားရမလဲဆိုတော့စင်ချေမျိုးတွေအလုံးများတယ်ဆိုစင်ချေမျိုးတွေပေးပြီးမှအတင်းတော့ဘာမိသားရဖွဲ့ချင်းဖယားကြီးအင်ဒိုမာအတူတကွာကျေးဇူးချီးမွမ်းခြင်းဆိုတဲ့အရာတို့ကိုတန်ဖို့မထားနိုင်ကြတော့တကယ်တမ်းကျတော့ဟိုခဲတုန်းကခရိယန်တွေကအင်မာကျန်းစာဖတ်ရမရှိလို့အင်မာကျန်းစာဖတ်ဖို့မရှိလို့မဖတ်တတ်လို့အတင်းတော်ကိုလာခိုင်းပြီးတော့တရားဟောပြတာမဟုတ်ပါဘူးအဲ့ဒီအတွေ့လောက်နဲ့ဘိမန်တော်ကိုတွားပြီးတော့ကူးကွယ်အချင်းပြုံးပြီးတော့ကူးကွယ်တာမဟုတ်ဘူးဒုက္ခပတ်တော်လဲခံယူတဲ့အပြင်အင်မာဖတ်ပြတာတွေပဲအင်မာကျန်းစာရှိပြတာတွေပဲအင်မာကျန်းစာရှိတဲ့ဖတ်ပြတာလူတွေကဘိမန်တော်ကိုတွားပြီးတော့နားထောင်ယူမကဘာလို့တလဲကိုယ်ကွယ်ချီးမွမ်းခြင်းအမှုကိုယုံကြည်သူများနဲ့ပေါင်းပြီးတော့ပြုတ်တာကိုယ်ကွယ်ချီးမွမ်းခြင်းအမှုကိုပြုတ်တာဖြစ်ဆောင်ရွက်တာဖြစ်ပါလေလို့ဘာကြောင့်လဲဆိုရှင်ညီကြီးပေါ်မှာရှိတဲ့အတင်းတော်ဆိုတာခရစ်တော်ရဲ့ကိုယ်ခန္ဓာကိုပုံဆောင်တယ်လို့ကျမ်းစာကပြောထားတယ်အဲ့ဒီခရစ်တော်ရဲ့ကိုယ်ခန္ဓာဟာကောင်းကင်ဘုံမိသားစုရဲ့တရနဲ့ညီကြီးတို့ပေါ်မှာတည်ဆောက်ထားတယ်ဆိုကျမ်းစာကပြောထားတယ်ကောင်းကင်ဘုံမိသားစုတို့ကနော်တရားထက်နဲ့ချီဖယားကိုချီးမွမ်းယူမကဘူးမိသားစုအားလုံးဝိုင်းဝန်းပြီးတော့ဖယားที่မချီးမွမ်းရမှာမဟုတ်ဘူးလားအဲ့ဒီအမှုကိုမြေကြီးပေါ်မှာဖယားရှင်ကယုံကြည်သူအပေါင်းတို့ကိုဆောင်ရွက်စေခြင်းတယ်အဲ့ဒါကြောင့်အတင်းတော်မှာတွားတယ်ဆိုတာအိမ်မှာကျန်းစာဖတ်ဆရာမရှိလို့နားထောင်ဆရာမရှိလို့မဟုတ်ဘူး
ကောင်းကင်မူမိသားစုကတလုံးတဝတီ celebrate လုပ်တဲ့ချီးမွမ်းတဲ့ကျေးဇူးတော်ချီးမွမ်းထောပနာပြုတဲ့အရာအမှုကိုမြေကြီးပေါ်မှာယုံကြည်သူအပေါင်းတို့ကဝိုင်းဝန်းပြီးတော့ချီးမွမ်းစေခြင်းတဲ့အတွေ့ကိုယ်ကွယ်မှုအမှုပြုစေခြင်းတဲ့အတွေ့ဘိမန်တော်ကိုတွားဖို့ဟေဘီယေခန်းကျ30-25ကမှုဆော်ထားတာဖြစ်ပါလေလို့ဟာလေလုယာယေရာကြောင့်ကိုယ်ကွယ်ခြင်းဆိုတဲ့အရာဟာအတင်းတော်မှာကိုယ်ကွယ်ခြင်းအရာခဲနောက်ကြတယ်ဆိုတာဘယ်တော့မှမခံယူစေချင်ဘူးတာ၍ကျူးစားကြပါတဲ့နောက်ဆုံးတော့နေ့ရက်မှာစာတမန်အကျင့်စီကပါလေအတင်းတော်ကိုအားလုံးဖြစ်စီချင်တာပေါ့အကယ်၍အတင်းတော်တာမရှိသေးဘူးမရှိတော့ဘူးဆိုရှင်ဝိညာဉ်တော်ကိုရုပ်သိမ်းပြီးတော့ဘာဖြစ်မလဲစာတမန်အန်တီခရစ်ကလွတ်လပ်နဲ့ကဘာကိုထုံမှုတော့မယ်အတင်းတော်ရှိသေးလို့တာလင်ဝိညာဉ်တော်ကမရုပ်သိမ်းသေးဘူးဝိညာဉ်တော်မရုပ်သိမ်းသေးတဲ့အတွက်ကြောင့်စာတမန်မောင်မလိုက်တကူကမြေကြီးပေါ်မှာလွတ်လပ်နဲ့မောင်မိုက်တကူကိုမစွမ်းတကူကမစွမ်းမနိုင်သေးတာဖြစ်ဒါကြောင့်အတင်းတော်ဆိုတော့အင်မတန်မှအရေးကြီးပါတယ်တချို့လူတွေကဘာပြောထားတယ်လဲဆိုချင်းအတင်းတော်ကဲတင်ချင်းရရင်တော်ပြီပဲငါကဲတင်ချင်းရပြီအင်္ဂါနဲ့နေလို့ရတယ်အင်္ဂါနဲ့ခုနယူလို့ရတယ်အဲ့ဒီလူတွေရဲ့အသက်တာကိုစဉ်းစားကြည့်ပါသူတို့တခါတည်း Facebook တို့ကလည်းခုနတွေအတင်းတော်မှာကုကွယ်တဲ့လူတွေကိုခုနလာပြီးတဲ့ဥစ္စာတွေခင်ဗျားတို့တွေ့လိမ့်မယ်ဟိုစာဖတ်နေပေါ့လေဖြတ်တဲ့ဥစ္စာတွေလည်းတွေ့လိမ့်မယ်ဒါမကောင်းဘူးမကောင်းပါတယ်တုတ်တော့ပြန်ပြီးတော့သုံးသပ်ကြည့်ပါအဲ့ဒီလိုပြောတဲ့လူတွေကဆေပုတပူအဖြစ်သာသနာပြုတဲ့အမှုတော်မှာတိဆာဆွဆွဘယ်တော့မှပြုတော့မှာဒီမန်တော်ကမလာတဲ့လူတွေကပုံမှန်ဆေပုတပူအဖြစ်ပျောက်ဆုံးသောဝိညာဉ်များရဲ့အတွက်ထောက်ပံ့သာသနာပြုနေတယ်ဆိုတာရှိနိုင်မှာသူတို့သားစီမျက်စိကြောက်တော့ဘာဖြစ်သွားမလဲပျောက်သွားပြီပဲမိသားစုကတော့မှကဲတချင်းရပါတယ်ဆိုတဲ့လူကတော့မှဘိမန်တော်ကိုမတော်တော့ဘူးဆေပုတပူအဖြစ်လည်းဖျားတခင်နိုင်ငံတော်အတွက်မထောက်ပံ့နိုင်တော့ဘူးဆိုရှင်ဒီယုံကြည်ခြင်းကသားစီမျက်စိကိုကူးမြောက်နိုင်မလားဘယ်တော့မှမကူးမြောက်နိုင်ဘူးဆိုတာသိချပါတယ်ကျွန်တော်တို့ဆေပုတပူပြီးတယ်ဆိုတဲ့အရာတွေကဘာလဲကိုကဲ့သို့ပျောက်ဆုံးသောဝိညာဉ်များကဲတင်ခြင်းအတွက်ပေကန်လူကတာပဲဖြစ်ပါတယ်တခြားမဟုတ်ပါဘူးအဲ့ဒါကိုတချို့လူတွေကအိမ်မှာနေပြီးတော့အတင်းတော်ကိုလိလူရှုပြီးတော့နေတဲ့ခါကျတော့ဘာဖြစ်တယ်လဲ paganism ဆိုတာကမယုံကြည်သူတွေပေါ့မယုံကြည်သူတွေတခါတည်းစိတ်နိုးထလာတဲ့ခါကျတော့လှူလိုက်ဟိုနေရာလှူလိုက်လူနေရာလှူလိုက်ပေါ့ပုံမှန်တိဆာစီစွာပေကန်ချင်လာပြီးကူကွယ်တာမဟုတ်ဘဲနဲ့ပေါ့နော်ဟိုမှာနှူးဆိုလို့ရှိရင်လှူလိုက်ဒီမှာလှူလိုက်အဲ့လောက်နဲ့ပဲအချင်းကိုသွားမှာပဲတော့ကျွန်တော်ပြောချင်တယ်ကဲတင်ချင်းစိတ်ချတဲ့ခရိယာနာအတင်းတော်တီးဟူသောခရစ်တော်ရဲ့ကုခန္ဓာမှာမပတ်တဲ့လို့ကိုမရဘူးဆိုတာသဘောပေါက်စေချင်အပြည့်အခသေးချင်းဒုတိယအချင်းတေချင်းကနေနော်တေချင်းတီဟူသောထာဝရငရေပြီကိုစွန့်ပြစ်ချင်းခံရမယ့်ဘဝကနေကျွန်တော်ကျမလွတ်မြုပ်ပြီဟေးဆိုတာတေချာတိတဲ့လူသားကနော်ဂျေဇုမတင်ဘဲနဲ့ငင်တဲ့တိတ်ဆိတ်ဆိုဘယ်လူနည်းနဲ့မှနေနိုင်မှာမဟုတ်တကယ်တင်ချင်းရတယ်လို့ကဂျေဇုတည်တော်သူဂျေဇုတုံ့ပြန်လူတော်စိတ်ဓာတ်ရှိတော်သူဖြစ်ကိုဖြစ်ရမယ်ပျောက်ဆုံးသောသားဟာသူပျောက်ဆုံးတဲ့အခါမှာဘယ်လောက်ဒုက္ခရောက်တယ်ဟိုတုန်းကသူ့အဖော်ရဲ့စားဖော်ဖြစ်တဲ့တငယ်ချင်းတွေပေါ့
သူတို့ခရောက်တဲ့ခါမှာမကူညီတော့ဘူးခရုတော့မဆိုင်တော့ဘူးနောက်ဆုံးကျတော့အလုံးလုံးရမယ်ဘဝဖြစ်သွားအလုံးလုံးတာတော့မှနော်လုံလောက်လို့မရဘူးဘာကြောင့်လဲဆိုရှင်လာကူမလာခပေးတယ်ကြာကလည်းမှာစားဘူးတိတ်မရှိဝဲစားချင်းတယ်မစားရဘူးဒီအချင်းလေးဆိုဘယ်လောက်ဆိုးတယ်လဲအဲ့ဒါလောက်ဆိုးတဲ့အထိရောက်ပြည့်တဲ့နောက်မှာဖခင်ကသူ့ကိုလက်ခံသေးတယ်ပြည်တမစာမရနဲ့မွေလျောပြဖခင်ရဲ့အမွေကိုဖြုံးတီးတဲ့သားတယောက်ကနော်ဖခင်ကချစ်နေစေဖြစ်တယ်ဆိုတဘောပေါက်တဲ့ခါမှာဂျေဇုမတင်လို့ကိုမရဘူးလေမဟုတ်ဘူးလားဒါကြောင့်လူတရားဤလောကကနေကျွန်တော်ကျမဒီနေ့ထွေသွားမယ်လို့ပါလူသားဆိုတာပုတ်ပြတ်တတ်တဲ့သူဝါပါတဲ့တိုင်းကိုစူးရမယ်လူသားပါဆိုတာသဘောပေါက်ပြီးတော့ကျွန်တော်ကျမတည်သွားတဲ့ခါမှာဘယ်ကိုသွားမလဲဆိုတာသဘောမပေါက်တဲ့ကြားထဲကနေခရစ်တော်ကိုယုံကြည်တော့ညီတဲ့ချင်းရတဲ့လူတယောက်ကထိုသခင်ကိုယေရှုမတုံ့ပြန်မနေဘူးမနေနဲ့ဒါကြောင့်အတင်းတော်မှာပါဝင်နေဆိုထိုသခင်ရဲ့ယေရှုကိုတင်တဲ့အကြောင်းကိုတည်တည်ထူတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ထိုသခင်ရဲ့ကဲတင်ခြင်းနဲ့ခွန်လွန်ခြင်းထာဝရပိထာယမငရေတန်ကနေလွတ်မြုပ်တဲ့ယေရှုကိုတည်တယ်လို့ကအတင်းတော်မလာပဲမနေအတင်းတော်မှာတခုခုမလုပ်ပဲမနေဘူးဖယားအတွက်တခုခုမထူဘူးမလုပ်ဘူးဆိုတာလုံးဝမရှိနိုင်ဘူးအင်းမှာပဲပြောပါတယ်ဆိုတော့ယုံကြည်သူကိုတော့ကျွန်တော်တန်တရားရှိတယ်ဖယားတော့မယုံဘူးလို့မပြောလို့ဘူးဖယားတော့ယုံကြည်တဲ့လူဖြစ်နိုင်တယ်တော့ကဲတင်ချင်းကိုလက်ခံတော်သူလို့ကျွန်တော်တိတ်မယုံဖယားယုံတယ်ဆိုတာလွယ်ပါတယ်ကျမ်းစာထက်ကနတ်ဆူးတွေတော့မှဖျားယုံနေတဲ့မဟုတ်ဘူးလားယာကုပ်ထဲမှာပါတယ်လေရှင်ပေါလုကြီးလေကဲတင်ချင်းမြတ်ခင်ဖျားယုံတာပဲဖျားကိုကြောက်တာပဲယူဒာဣစကာရီလည်းဖျားမယုံဘူးလို့ပြောလို့မရဘူးနော်ယေရှုသာမယုံတာသူ့ရဲ့ကဲတင်ချင်းကိုသာလက်မခံနိုင်တာဖျားတော့ယုံတာပဲဒါကြောင့်ကဲတင်ချင်းရတဲ့လူမှန်လို့ရှိရင်ပျောက်ဆုံးတော်သားလို့ဘာဖြစ်မလဲဂျေဇုတင်ချင်းနဲ့စိတ်ဓာတ်ရှိတဲ့အပြင်ပါလေပျောက်ဆုံးတော်သားကဘာပြောထားတယ်လဲဒါအဖြစ်ကူတော်မှငါမခံထိုက်ဘူးကျွန်းအစစ်နဲ့လက်ခံပါစုပရောအဖေရအစေခံဖို့တဲ့စကအနန္တရမဟုတ်လားဒါကြောင့်စစ်မှန်စွာကဲတင်ချင်းတဘောပေါက်တဲ့လူကဒီလောကမှာဘယ်အရာကမှမတားဆီးနိုင်အောင်ခရစ်တော်ကိုကြည်ညိုပြုကိုးကွယ်မှာပဲအဲ့ဒီလူဟာနော်တဲ့မခံနဲ့ဆိုပြီးတော့တားလို့လည်းရမှာထိုကဲတင်ချင်းကိုစိတ်ချတဲ့လူဟာဝမ်းမတာနဲ့လို့တားလည်းမရဘူးမချီးမွမ်းပါနဲ့ကခုံပြမချီးမွမ်းပါနဲ့ဆိုတော့ဒါဝိကိုတားလို့ရမလားမရဘူးမျက်စိကန်းတဲ့လူကိုခရစ်တော်ကကြမ်းမစေတဲ့ခါမှာလူတွေကဘာပြောထားတယ်လဲတဲ့မခံဘူးတော့ခရစ်တော်ကအနာရောဂါရင်းစေတဲ့လူတွေကိုလည်းတဲ့မခံဘူးလို့တားထားတယ်မဟုတ်လားတားနိုင်သလားဘယ်တားနိုင်မလဲပူပြတော့ခုန်နေတာပဲမျက်စိကန်းတဲ့လူကဘာပြောထားတယ်လဲကျွန်တော်ငါလူဆိုးမဟုတ်တော့မတည်ဘူးကျွန်တော်ကတော့တော့ကျွန်တော်တည်တာကငါမျက်စိကိုနော်ပွင့်စေတယ်ငါမျက်ကန်တယောက်ကိုမျက်စိပွင့်အောင်လုပ်ပေးတယ်အဲ့ဒါပဲကျွန်တော်တည်တယ်လူဆိုးမဆိုးလူဆိုးဟုတ်မဟုတ်တော့ငါမတည်ဘူးဆိုဆက်လက်တဲ့ခံနေတာလေမဟုတ်ဘူးလားဒါကြောင့်ကဲတင်ချင်းရပြီးတော့တန်ရှင်းတော်ဝင်တော်အတဲ့ရပြီးပြီဆိုပါစိတ်ချတဲ့လူတယောက်ကတော့မယုံကြည်သူတို့နဲ့မိသားရမခွဲပါနဲ့အိမ်မှာပဲနေပါမိသားစုနဲ့ပဲကိုယ်ရောက်အောင်ဆိုတော့ပြောနေရမှာစိတ်မနဲ့ကဲတင်ချကိုတကယ်စိတ်ချတဲ့လူတမလွန်ဘောခရီးအတွက်ဘယ်ကိုသွားမလဲဆိုတဲ့အဖြေအတွက်
စိတ်ချတဲ့လူတယောက်ကဘာသာမတူလူမျိုးမချာလူမျိုးချာရင်ကျက်မှုမတူတဲ့လူတွေနဲ့အတူဆုမတောင်းပါနဲ့လို့တားလေရမှာမဟုတ်တောင်းပါပဲမိမိလူမျိုးတွေမဟုတ်တဲ့လူတွေကိုအထူးငွေမပေးပါနဲ့ဆိုလို့ရှိရင်ပေးမှာပဲမိမိဆွေမျိုးတွေမဟုတ်တဲ့ဝိညာဉ်များတွေမြေကြီးကျပ်ပြီးဆုတောင်းစရာမလိုဘူးလို့ဘယ်လောက်ပဲတာဆုတောင်းမှာပဲမြေကြီးကျပ်ပြီးတော့မဟုတ်ဘူးလားစိတ်မနဲ့ကဲတင်ချင်ရတဲ့လူတွေကရှင်ပေါလုနဲ့ပေတရုကိုပဲကြည့်အောင်ကျူးလူမျိုးဆိုတာဖျားတရားပိုင်းမှာတော့ဆေးအထက်တန်တုတ်တော်ကျူးလူမျိုးတွေကလူမျိုးကြီးအရင်ပြင်းထန်သူတို့ဘာကြောင့်ပြင်းထန်တယ်လဲဆိုရင်ဖျားခင်ကသူတို့ကိုရွေးချယ်တော့ဂတိပေးထားတာကိုမင်းတို့ကလူမျိုးတကာရဲ့အထိတ်မှာပေါ့ကောင်းဖြစ်ရမယ်အမြင့်မဖြစ်ရဘူးတဲ့မင်းတို့အပြစ်တကပါလုံးငါကောင်းကြီးပေးမယ်လို့ဖျားကဂတိပေးတော့လေဟိုငါတို့ကကောင်းကြီးခံစားရမယ်မျိုးကျန်တဲ့လူတွေကအမြင့်ဖြစ်နေအမျိုးစပစိတ်ထဲမှာထင်တော့အဲ့ဒါကြောင့်တိတ်ပြီးတော့လူမျိုးကြီးပြင်းထန်တော့ရှင်ပေါလုကြီးကတခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းယေရှုကိုတဘောပေါက်တဲ့ခါမှာသူမုန်းတဲ့လူအထင်သေးတဲ့တပါအမျိုးသားတွေပဲအသက်ပေးနေရတယ်မဟုတ်ဘူးလားပေတရုလည်းပဲတပါမျိုးသားတွေနဲ့ထမင်းတော်သူမစားတဲ့ဥစ္စာထမင်းအတူတကွာစားလာတယ်မဟုတ်ဘူးလားအဲ့ဒီလိုကကျူးလူမျိုးတွေဖရာရှိတွေကဒီလိုမလုပ်နဲ့ငါတို့ကျူးလူမျိုးတွေကိုမြစ်ပတ်အောင်မလုပ်နဲ့လူမျိုးချမ်းနဲ့မကြောက်ခိုင်းနဲ့ဆိုပါအမျိုးမျိုးတားပြင်မရတာလားမရဘူးဘာကြောင့်လဲသူတို့ကခရစ်တော်ရဲ့ကယ်တင်ခြင်းကူတိုင်ကူကြတဘောပေါက်တယ်ကူတိုင်ကူကြအာမခံချက်ရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ယေရှုကိုကျေးဇူးတင်တဲ့ဥစ္စာကိုဘသူကမှတားလို့မရတော့ဟာလေလုယာအဲ့ဒါကြောင့်ကျူးလူမျိုးတွေကဘလောက်ပဲတာရှင်ပေါလုနဲ့ပေတရုကတော့လူမျိုးတကာကိုဖိတ်ရပြီးတော့အသက်ပေးသွားတာပဲခရစ်တော်ကဘာပြောထားတယ်လဲငါခမည်းတော်အလူတော်ကိုဆောင်ရွက်ခြင်းတော်သူတိုင်းဟာငါညီကိုများဖြစ်တယ်လို့ပြောနေပြီလေဒါကြောင့်ယုံကြည်သူဆိုတာကလူမျိုးနဲ့နိုင်ငံနဲ့ကန့်တတ်ပြီးတော့ဆွေမျိုးတော်ဘူးမဟုတ်ဖယားသခင်ယုံကြည်ပြီးတော့အလူတော်ကိုလိုက်ရှောက်မဲ့ဘယ်လူသားမဆိုခြေလက်မဆုံတဲ့လူပဲဖြစ်ဖြစ်မြက်ကန်းတွေပဲဖြစ်ဖြစ်နော်ငါညီကိုညီကြီးပေါ်မှာငါကြီးကောင်းကင်ဘုံမှာအတူတကွခရီးသွားတဲ့ငါညီကိုဆိုတော့ကျမ်းစာအရမြင်တတ်ရမှာပေါ့ဟာလေလုယာဒါကြောင့်ကယ်တင်ခြင်းရတဲ့လူဟာခရစ်တော်ရဲ့အစာထုပေးခြင်းမေတ္တာကိုလက်ခံတော်သူများဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ကိုယ်ကြခရစ်တော်ကိုကျေးဇူးတုံ့ပြန်လို့တော့စိတ်နေစိတ်ထားရှိတယ်သူများနဲ့အစားမထူးခြင်းကိုယ်တိုင်ပဲဖယားကိုကျေးဇူးတင်ခြင်းဟာလေလုယာအဲ့တော့ကြောင့်ကိုယ်တိုင်ဖျားရှိကြောင်းလာတာကိုယ်တိုင်အလှူငွေပေးခြင်းတာကိုယ်တိုင်လည်းဆုတောင်းခြင်းနဲ့ပါဝင်ခြင်းနဲ့နော်အတင်းတော်မှလာတယ်မကျုံအယုံကြည်သူလူမျိုးပေါင်းစနဲ့ပေါင်းတယ်ဆိုတာပျော်လွန်းလို့လာတာမဟုတ်ပါဘူးလူများတဲ့နေရာမှာအနေနဲ့မြတ်ပြဿနာတော့ရှိတာပဲမဟုတ်ဘူးလားမတူညီချက်လည်းမနစ်တဲ့လည်းမနစ်တဲ့နိုင်တဲ့အရာတွေလည်းအများကြီးရှိနေတာပဲဘာကြောင့်လာတယ်လဲပျော်လွန်းလို့လာတာမဟုတ်ထိုသခင်ခရစ်တော်ရဲ့အစာတူပေးခြင်းမေတ္တာကိုတဘောပေါက်တဲ့အတွက်ကြောင့်ထိုမေတ္တာကိုတုံ့ပြန်တဲ့အနေနဲ့သူ့ရဲ့ကုခန္ဓာမှာပါဝင်တဲ့လူတိုင်းကိုမိသားစုလူတဲ့ခံပြီးတော့အတင်းတော်ဝင်လာတာဖြစ်ပါဟာလေလုယာဒါကြောင့်ကြည်ပါကျွန်တော်မြန်မာပြည်မှာဆရာကြီးယူဒတာအမေရိကမှာတကယ်လူတော်ပဲအမေရိကန်နိုင်ငံမှာမှုတော်ဆောင်မဲ့ဆိုရှင်တဲ့သူကတင်းတော်ကြီးမားမားကင်မဲ့လူပဲတိုးတော်မြန်မာပြည်ကိုလာတယ်အစာရှင်ရဲ့ချင်းနဲ့ခံရတယ်နောက်ပြီးသူမြတ်ကဲ့ရဲ့ချင်းလက်ခံရတယ်အဖော်လဲဆင်းရဲတာပေါ့မဟုတ်ဘူးလားစကားပြောဖို့တော့တိတ်မရှိဘူးအဲ့ဒီကြားထဲမှာသူမိန်းမတို့လဲပ
ပါပြီးတော့တေမိမတေလိုက်3ယောက်တောင်တေတယ်ဒါနဲ့အမေရိကပြန်သွားတဲ့အချိန်မှာပြန်မသွားနဲ့တော့လို့အချင်းချင်းတားချင်းခံရတယ်တော်ပြီခင်ဗျာမိမလေးခု2ယောက်တေပြီခုတားတဲ့ကြောင့်မသွားနဲ့တော့စပေါ့တုတ်တော့ငါသွားရမယ်မတားနိုင်ဘူးဘာကြောင့်လဲမတွားနဲ့စပေါ့တားတဲ့ကြထဲမှာမြန်မာပြည်ကိုလာနိုင်သေးတယ်ဘာကြောင့်လဲထိုးသခင်ရဲ့ကျေးဇူးကိုကူတိုင်ကူကြတိတဲ့လူဖြစ်တဲ့အတွက်ကြောင့်ထိုးသခင်ရဲ့ကျေးဇူးကိုတုံ့ပြန်ခြင်းတဲ့အတွက်ကြောင့်ဘေးအရာကမတားနိုင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီလူကျေးဇူးတိတ်တော်ယုံကြည်သူများဖြစ်ကြရအောင်ဟာလေလုယာဟိုလူလေးဒီလူလေးကတားလိုက်တာနဲ့ဟုတ်ကဲ့ဆိုတော့လို့မယ်ဆိုရင်ဂျေဇုတိချင်းမှာမနဲ့နေတော်သူတွေဖြစ်သွားမယ်ဟာလေလုယာခရိယန်ဆိုတာဘာလဲခရိယန်ဆိုတာကိုယ်တူဒါနတွေအများကြီးဆူနိုင်တဲ့လူမှချီးမွမ်းတဲ့ဘာသာမျိုးမဟုတ်ဘူးခရိယန်ဆိုတာဂျေဇုတိတော်ဘာသာတရားဖြစ်တယ်ဂျေဇုတိလေလေဖယားပြင်စီတော်တွေ့လေလေဟာလေလုယာအဲ့ဒါကတခြားဘာသာနဲ့ကိုဟာတာကဲဒေးဗစ်လီဗင်းစတုန်းတို့ဂျွန်ဂျီလိတ်တို့အာဖရိကကိုသွားနေတယ်သူတို့လည်းကြီးကျယ်ဒုက္ခရောက်တယ်ဖြားတယ်တီဗီတို့နဲ့လည်းဖြားနေတယ်ပြန်သွားပြတော့ကနေဒါကိုအမေရိကကိုသွားပြတော့အင်္ဂလန်ကိုပြန်သွားပြတော့လို့ပြောပြီးသူတို့ပြန်သွားနေကြတယ်ဘာကြောင့်လဲမေတ္တာကသူတို့ကိုပို့ဆောင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်မေတ္တာလောက်ကြီးမားတဲ့အရာဖယားရှိလူရှိမှမရှိဖယားဒီကိုယ်တိုင်ကမေတ္တာလောက်ကြီးမားတဲ့အရာမရှိဘူးလို့ပြောပြီးပြီခရိယန်ဘာသာတရားဆိုမေတ္တာဒီဟူသောပညာတရားတစ်ခုထဲနဲ့တွားလို့ရတဲ့ဘာသာတရားဖြစ်တယ်ဟာလေလုယာဒါကြောင့်ကဲတင်ချင်းစစ်မှန်စွာရတော်သူဟာကျွန်တော်ကျမဟာလည်းပဲတကယ်တမ်းကျမပြည့်စုံပါဘူးမပြည့်စုံပေမဲ့အမြင်ပြောင်းသွားပြီးတော့သူများဖြစ်တယ်ဟာလေလုယာဒီကိုခန်းကြီးငါငယ်16ကိုဖတ်ရအောင်ဟာလေလုယာဒီကိုခန်းကြီးငါငယ်16တော့ဖြစ်လင်ယခုမှဆက်၍ဇာတိအမျိုးကိုထောက်၍အဘေသူမြငါတို့မတိမမှတ်တချင်းကဇာတိအမျိုးကိုထောက်၍ခရစ်တော်ကိုတိမှတ်တော်လေယခုမှဆက်၍ထူတော့တိမှခြင်းမရှိလူမီဒီကခရစ်တော်၌ရှိလင်အတိပြုတ်ပြင်တော်တော်ဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခပ်တင်းသောအရာတို့သည်အတိဖြစ်ကြ၏ဟာလေလုယာအဲ့ဒီမှာပါထားတယ်အရင်တော့ကခရစ်တော်ကိုဇာတိပဂတိနဲ့မြင်လိုက်တယ်ဇာတိပဂတိနဲ့ကြည့်လိုက်တဲ့အခါဘယ်လိုမြင်တယ်လဲခရစ်တော်ကလည်းရုပ်ရည်အပေါ်ယံကြည့်မယ်ဆိုချင်းရုပ်ရည်ကနေစားပြီးတော့လေဟိုခန့်နာနာကြည့်မဟုတ်ဘူးလေချစ်စရာအစင်းတရာမရှိဘူးစပကြန်စာကအဲ့တိုင်းပြောနေတာကိုအပေါ်ယံကြည့်တဲ့အခါမှာခရစ်တော်ဟာယူဒလူမျိုးရဲ့ဘာသာတရားကိုဖြစ်စီးမဲ့ပုဂ္ဂိုလ်အနေနဲ့ပဲနေတာနော်နောက်ပြီးတော့သူရဲ့စကားပြောတဲ့အရာတွေဟာဂျူမိုးစပင်းရဲ့တရားနဲ့ဆန့်ကျင်ဖက်ဖြစ်တယ်လို့ပဲမြင်တာကိုတုတ်တော်သူနောင်တရောက်ပြီးတဲ့နောက်မှာအရင်ကယေရှုခရစ်ကိုဇာတိပဂတိနဲ့သူဟာတာမန်လူပါလမ်းလွဲစေတော်လူပါလို့မြင်တာနောက်သူကဘယ်လိုမြင်သွားတယ်လဲအိုးကျွန်ုပ်ရဲ့ကယ်တင်ရှင်ဖယားစုအလူဇာတိခံတဲ့ပုဂ္ဂိုလ်ပါလားဆိုတော့ပေါက်တော့တယ်မဟုတ်ဘူးလားထိုနေ့သူကကျွန်တော်တို့လည်းပဲဇာတိပဂတိအဖြစ်ခတ်တင်တော့အရာကိုမကြည့်တော့ဘဲနဲ့ခရစ်တော်အဖြစ်အမြင်ပြောင်းသွားစေတော်သူများဖြစ်ဖို့အရေးကြီးတယ်ဟာလေလုယာဒါကြောင့်ကျမ်းစာကပြောထားတယ်ခရစ်တော်နဲ့ရှိတော်သူဒီခတ်တင်တော့အရာပြောင်းလဲပြီးအပေါ်ရတော့မပြောင်းလို့ဘူးလေတန်ဖူးပြောင်းလဲသွားတာဖယားဖက်ကအမြင်ပြောင်းလဲသွားတာအရေးကြီးတာကိုဖက်ကအမြင်ပြောင်းဖို့အရေးမကြီးဘူးဖယားဖက်ကအမြင်ပြောင်းဖို့အရေးကြီးတယ်ဟာလေလုယာတရားသူကြီးကနှုတ်ပြဒီစပဖြောင်းမခိုင်းကအရေးကြီးတယ်ကိုဘောပါလေငါလွတ်မှာပါငါဖြောင်းမှာပါစပထင်တာအရေးမကြီးဘူးသူ
တရားသူကြည့်ထင်တာပဲရည်ကြီးဟာလေလုယာသူများအမြင်လည်းရည်မကြည့်ဘူးကိုယ်မြင်လည်းမြင်လည်းရည်မကြည့်ဘူးအမြင်ဖယားကဘယ်လိုမြင်တယ်ဆိုတာရည်ကြီးဟာလေလုယာဒါကြောင့်အခုကျွန်တော်တို့ရက်တည်တဲ့အခါမှာကျွန်မဖြောင်းမှတ်တဲ့အကြောင်းတစ်ခါမှမပြောပါဘူးပြောလည်းမပြောရဲပါကျွန်တော်တို့ပြောနေတဲ့ဖယားအမြင်ကိုဝန်ခံတာဖြစ်တယ်ဟာလေလုယာဖယားကတင်ဖြောင်းမှတ်ပြီးဆိုရှိရင်ဟင်းချစဟုတ်လားကျေးဇူးတင်တယ်အဲ့ဒါပဲဝန်ခံတာပဲရှိတယ်ဝါကြွားမှုတစ်ခုမှမရှိပါဘူးဟာလေလုယာဒါကြောင့်ကဲဒီချင်းစိတ်ချတဲ့လူဟာပျောက်ဆုံးသောသားကဲ့သို့ကျေးဇူးတင်ယူမကအစေခံတော်စိတ်ရှိရမယ်ပျောက်ဆုံးသောသားဟာကျွန်းဖြစ်ဘူးပဲဖခင်စီမှာပြန်လာတယ်မဟုတ်ဘူးလားအစေခံဘူးခရိယန်ဆိုအစေခံခြင်းတဲ့သူဖြစ်ရမယ်ဒါကြောင့်အတင်းတော်မလာတဲ့ခါမှာအတင်းလူကြီးတို့ယာထူတို့ဝါတို့ရဖို့အတွက်ယူရပြမလာနဲ့အတင်းတော်မှာအစေခံဘူးလားအချင်းတန်ဖျားကသူ့ position နဲ့သူထားလာတယ်ဟာလေလုယာကျွန်တော်ကတရားဟောနေတာက position လူချင်းလို့ဟောတာမဟုတ်ဘူးရှင်ပေါလုကြီးကတရားဟောတာက position လူချင်းလို့ဟောတာမဟုတ်ဘူးရှင်ပေါလုကြီးကဘာပြောတော့အကျွန်တော်မထိုက်မတန်ပေမဲ့တမန်တော်ထဲမှာအနည်းဆုံးဖြစ်ပေမဲ့ကျွန်တော်ကိုထူနေတော့အရာကိုဟောဖို့အခွင့်ငါကိုပေးတယ်လို့ရှင်ပေါလုကြီးကပြောတယ်မဟုတ်ဘူးလားအဲ့တော့ကျွန်တော်ငါဒီဟောမနေလို့ရှိရင်အမင်္ဂလာရှိတယ်ဒါကြောင့်ရှင်ပေါလုကြီးတရားဟောတာကနေရာလူလို့ဟောနိုင်တာမဟုတ်ဘူးမလူဘူးခိုင်းတော်သူဖြစ်လို့ရွေတော်သူဖြစ်လို့နင်းချဆိုကြောက်ရွံ့စွာနဲ့တရားဟောတာဖြစ်တယ်ဒါချူတွေကတရားဟောမှုကိုလူချစ်တယ်လေပူလ်ပစ်ပဲလူချစ်ပူလ်ပစ်ဟောမှာတဲ့ဖယားကဝန်တာတော့ဟောပူလ်ပစ်နေရာတော့ယူနိုင်ပြီဆိုတော့ငါမင်းပေါ်မှာငါတဘောကြတယ်ဆိုတော့ချီမွေးရမယ့်ပုံစံမျိုးထင်ကြတယ်မဟုတ်ဘူးခိုင်းလို့တာဒါကြောင့်ဖယားတဲ့နိုင်ငံတော်တွေဘာလို့မလဲဘလို့အစေခံမလဲငါကိုယ်ွယ်တဲ့ဖယားငါကိုဖန်ဆင်းတဲ့ဖယားယနေ့တိုင်တဲ့ရှင်ချင်းအခုပေးတဲ့ဖယားကိုဒီပုတ်ပြတဲ့ခန္ဓာအပြအသေးစင်စင်ဘလို့ချီမွေးပဝမ်းတောင်လို့လဲဆိုတာပဲရှာရတယ်အဲ့ဒီအတွက်အလူရဲ့ကိုရှာရမယ်နော်အလူရဲ့ရှာနိုင်ငံတော်အလူရဲ့ဝင်ရမယ်လို့ပြောတယ်မဟုတ်လားဖယားအတွက်အလူရဲ့မွေမှုဆိုချင်းသူများကပဲအားလုံးနေရယူပြီးတော့ဖယားတခင်စီမှာနော်ဒီနေ့ကျတော့ဆုလာယူတဲ့ခါဘာယူလဲဂျေဇုတိတ်တဲ့လူဟာအစေခံရမယ်မဟုတ်လားတခုခုဖယားအတွက်လှုပ်ချင်တော်စိတ်ရှိရတယ်ဒီအတိတ်နဲ့ငါတို့လူသားတွေတည်ရှင်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီအကြောင်းသဘောပေါက်တဲ့လူတွေကအလှူငွေမြတ်မဲ့ပြီးတဲ့ခါမှလည်းသူတို့မဝါကြောဘူးနော်မဝါကြောဘူးသူဖယားရဲ့ကျေးဇူးကိုစဉ်းစားတဲ့ခါမှာသူများတော့မသိစေချင်ဘူးပဲမကြောင်ရဘူးကောင်းတာလုပ်တဲ့အခါမှာကျွန်တော်ဇာတိကအမြဲတမ်းလာတတ်ဟာဗီဆိုတဲ့ပုဂ္ဂိုလ်ပါရှတ်တယ်သူကဘာပြောတယ်လဲနေကတဲ့နော်နေအောင်ပြီးတဲ့ခါမှာ philosopher တဲ့သူနေအောင်ပြီးတဲ့ခါမှာငါ့ကိုတစ်ခါမှနင်တို့ကျေးဇူးမတင်ပါလားလို့ဘသူဘယ်တော့မှမပြောဘူးလေမဟုတ်ဘူးလားအဲ့ဒါကတကယ်နေကကောင်းတာဖြစ်တယ်ကျွန်တော်တို့လူသားတွေဆိုရှင်နေပါကောင်းတာလို့ရှင်သူကကျေးဇူးမှမတင်တာအဲ့ဒါမျိုးနေရှိတယ်မဟုတ်ဘူးလားသူကဘာပြောတယ်လဲလူကောင်းကငါကောင်းတယ်ဆိုတာမသိတဲ့ခါမှတကယ်ကောင်းတာဖြစ်တယ်တဲ့ငါကောင်းတယ်ဆိုပြီးတိပြီးဆိုရှင်မကောင်းတဲ့လူတွေဖြစ်သွားတယ်မဟုတ်ဘူးလားကြည့်ပါကျွန်တော်လည်းအရန်သဘောကျတယ်စကားချောတဲ့လူတွေကငါချောတယ်ဆိုတော့အမျိုးသမီးတွေချောတယ်ဆိုတာတိလို့ရှိမချောတော့ဘူးနော်ချောပေမဲ့ချောမှမတိတဲ့လူကချစ်စရာရန်ကောင်းတယ်တွေ့ဘူးသလားတော့မသိဘူးအဲ့ဒါကြောင့်ငါကောင်းပြီဆိုတော့တိပြီဆိုရင်ခင်ဗျားမကောင်းတော့ဘူးဆိုတော့ပေါ့နော်ဖယားရှင်ရဲ့ကျေးဇူးတော်ကအင်မတန်ကြီးပါတယ်လို့အဲ့ဒါ
ဒုတိယချက်နဲ့ပြောချင်ကဲတင်ချင်းစိတ်ချတဲ့လူဟာမတူညီသောထဘူးကိုဘယ်တော့မှမထမ်းလို့တော့ဘာကြောင့်မထမ်းလို့တာလဲဆိုရင်ကောင်းကင်နိယာမနဲ့မကိုက်တော့ဘူးပြန်ပြောမယ်ကဲတင်ချင်းတကယ်စိတ်ချပြီးတော့ခရစ်တော်ရဲ့လက်ဝါးကားတိုင်းယေရှုတရားကိုသိတဲ့လူဟာနော်မတူညီတဲ့ထဘူးတွေကိုရှောက်မထမ်းချင်တော့ဘာကြောင့်မထမ်းချင်တာလဲကောင်းကင်နိယာမတွေနဲ့မကိုက်ဘူးကောင်းကင်နိယာမမှာပြောထားတယ်လေခရစ်တော်ကိုယ်တိုင်ကလည်းပြောထားတယ်အေမော့စ်ခန်းကြီး3ငယ်3နောက်ပြီးခရစ်တော်ကရှင်မဿဲခန်းကြီး7ငယ်9မှာအကျဉ်သူနူးညောက်တို့ဒီစိတ်တဘောတူလျက်ဆူတောင်းလို့ရှိရင်တင်တို့စီမှာငါအတူရှိမယ်လို့ပြောထားတယ်မဟုတ်လားစိတ်တဘောတူလို့ရှင်အတူပါရှိမယ်မာကုခန်းကြီး7ငယ်20မှာလည်းပြောထားတယ်လေမင်းတို့ဆူတောင်းတဲ့ဥစ္စာငါရပြီဟုယုံလို့ရှိယုံတဲ့အတိုင်းရသွားမယ်လို့ပြောတယ်မဟုတ်လားနောက်ပြီးတော့ယာကုပ်ခန်းကြီး1ငယ်6ကနေ8ဆူတောင်းတဲ့အခါမှာတန်တရားစိတ်ရှိတယ်ဆိုရှင်တန်တရားစိတ်ရှိတော်သူတည်တဲ့ဆူတောင်းမှုကိုဆူတောင်းခြင်းအဖြစ်ကိုရမယ်လို့လုံးဝမမျှော်လင့်စေနဲ့ဖယားရှင်ကတန်တရားဆိုတာမကြောက်ဆိုတော့ဖယားရှင်နိယာမကဘာပြောထားတယ်လဲအေမော့စ်ခန်းကြီး3ငယ်3မှာအကျဉ်သူနူးဒီစိတ်တဘောထားမတူလို့ရှင်ခရီးအတူတူတွားနိုင်တယ်လို့ဖယားတခင်စီမှာဆူတောင်းတဲ့အဖြစ်ရချလို့ရှိရင်ယုံအတူတူကဆူတောင်းယုံမလုံလောက်ဘူးစိတ်ရခံယူချက်ယုံကြည်ခြင်းတဘောတူတူအဲ့ဒါကြောင့်ခရစ်တော်ကကောင်းကင်ဘုရားမှာဘယ်လိုလုပ်ထားတယ်လဲအကျဉ်သူနူးညောက်တဲ့စိတ်တဘောထားတူလို့ရှိရင်တူမှပဲဖယားတခင်တူပါရှိအတိတ်ကတဘောတူမှပဲဖယားတခင်လက်ခံပြီးကောင်းကြည့်ပြီတော့မတူညီသောထဘူးကိုထမ်းပြီးဆိုရှင်ဖယားတခင်အဖြစ်မပေးနိုင်အဲ့ဒီအရာကိုဓမ္မဟောင်းကလူတွေသိတဲ့အတွက်ကြောင့်လူအုပ်ကြီးနဲ့ဆူတောင်းလာတဲ့ prophet တပါးနဲ့ဆူတောင်းလာပူကြိုက်တာပေါ့မဟုတ်ဘူးလားကဲဥပမာပြောပြမယ်ခရစ်တော်ကိုယ်တိုင်ကတကူနိမိတ်လက္ခဏာပြုတယ်မာကုခန်းကြီး9ငယ်39ကနေ40ကိုကြည့်အောင်ဘာတွေ့မလဲမာကုခန်းကြီး9ငယ်39ကနေ40ဖတ်ပါရတယ်ဖတ်ပါယာကုပ်ဒီလောအညောလာဘာအေကုမြတ်မြတ်ဒီကေတရားစီလုံးကြီးကြောင့်လော၍ဘုံတေကြကြတော့အလုံးလုံးချွေးကံတော်ဒီကိုလောကမိနောမူသည်အကျွေးတို့၍တို့ရွေဒေသမှုတည်၍ကြွေးကြသည်သူငယ်တည်ဒီမဟုတ်အိတ်တော်ဒီကိုမိနောမူသည်40တိဖတ်လေသူတို့ဒီပြည့်ရကြ၏တို့သူရှိများတို့ဒီလိုဖြစ်စေဒီမှာသူဒီဘာလို့တော့နော်ဒီပါတော့သူတို့တော့ပေါ်နေတယ်သူငယ်လောင်းကလည်းသူပြီးခရစ်တော်ကတည်တဲ့လူကိုအသက်ရှင်စေတဲ့ခါမှာကျွန်တော်တို့ထင်မှာတော့ဘယ်လိုထင်လဲကဲလာကြဆူတောင်းရအောင်ဆိုတော့လူတိုင်းကိုဖိတ်ခေါ်မယ်လို့ကျွန်တော်တို့ထင်တယ်မဟုတ်ဘူးလားတိုးတော့တကုန်းနမေလက္ခဏာပြုတ်ချင်တဲ့ခါကျတော့ဘာလို့တလဲပီတီယုနဲ့ယောဟန်နဲ့ဂျေးမ့်ကိုပဲခေါ်ပြကြတဲ့လူတွေကိုအပြင်ကိုမောင်းထုတ်တယ်မောင်းထုတ်ပြီးမှဆူတောင်းတဲ့ခါကျတော့တည်တဲ့လူကပြန်ရှင်လာတယ်အဲ့ဒါဘာကြောင့်ဒီလိုလုပ်တယ်လဲဆိုရှင်လူတိုင်းကဝိုင်းဝန်းပြဆူတောင်းမယ်ဆိုရင်မယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းကတိုက်နေတယ်ခရစ်တော်ဖက်ကဆိုလို့ရှိရင်ဂျန်ကိုဂျမာဆေမေအသက်ရှင်စေမယ်ဖြစ်တဲ့အတွက်ကြောင့်ဂျေဇုတင်တယ်ဆိုပါဆူတောင်းလိုက်တစ်ဖက်မှာအလူတော်ရှိလို့ရှိဆူတောင်းအလူတော်ရှိလို့ရှိရင်အသက်ရှင်ခိုင်းပါဆိုရင်တူသလားမတူတော့ဘူး
era jong kristo ka era ti de atwe jong ma yong ji chin ko mo we mi bu atwe yong ji tu tu pi ti yu ne yohan ne jem ko be kho pro su dong ha be a phi ya to la phi ke tamando khan ji ko nge le se ni ma pe ti yu ka le bu su dong de so ji ya tamando khan ji ko nge le se ni Pedro di todo Paulo go pindo chese di no odai mutawe odai matna pi ni to lao no mena le ye tebida lo talo soli di Mexico di yue mi Pedro go mi ni tha yue taiအဲ့မှာပေတရုတီထူတော့အပေါင်းတို့ကိုပြင်တော့ထွေးစေပြီးနော်အဲ့ဒါဘာကြောင့်ထွေးစေတယ်လဲမယုံကြည်သူနဲ့ယုံကြည်သူပေါင်းပြီးဆူတောင်းလို့ရှင်ဖခင်ကထိုးနေတယ်ကလည်းပြုတ်တယ်ယုံကြည်ခြင်းတူတဲ့လူတွေနဲ့ပဲဆူတောင်းမှာဖခင်ရှင်ကတာညောင်းခြင်းဒါကြောင့်ရှင်ပေါလုကြီးကအဲ့ဒါသဘောပေါက်တဲ့အခါမှာဒီကိုကကြီး6ငယ်10ရှိမှာပြောထားတယ်လေမယုံကြည်တော့သူထဖို့မြည်တော့သူနဲ့အတူတူကမထမ်းနဲ့တဲ့တဘောကအတူတူကဆုမတောင်းနဲ့တဲ့ဝိညာဉ်ရှိတော်သူနဲ့မရှိတော်သူအတူတူကဆူတောင်းလို့ရှင်ဘယ်လိုနဲ့ဖျားရှင်ကဖြစ်ပေးနိုင်မလဲတေမမဆူတောင်းတာကတော့ရတယ်လေတိုးတော့တကုန်းနေလေခနာအတွက်လူအပ်တဲ့ဆူတောင်းခြင်းမျိုး very serious နဲ့ဆူတောင်းရမယ့်အရာမျိုးတေးရရှင်ကြတော့ယုံကြည်သူတဆူနဲ့ပဲဆူတောင်းတာဖျားရှင်အဲ့ဒါဖျားရှင်နေရာမှာဖြစ်ခရစ်တော်ကိုယ်တိုင်လည်းဒီလိုပဲ practice လုပ်တယ်သူရဲ့တမန်တော်ဖြစ်တဲ့ပေတရုကိုတိုင်လည်းအဲ့ဒီတိုင်းလုပ်နေတာတဲ့မဟုတ်ဘူးလားဒါကြောင့်ကောင်းကင်ဘုံနေရာမှာမယုံကြည်သူတို့နဲ့အတူတူကတွဲပြီးတော့ဆူတောင်းချင်တာပြင်ဖျားတင်ဘုံတော်မထင်ရှားဘူးဆိုတာသိချတယ်အဲ့ဒါကြောင့်ကျွန်တော်တို့သဘောပေါက်ဘူးကပါလေမယုံကြည်သူတို့နဲ့ဆူတောင်းတယ်ဆိုရှင်ကြီးမားမားတကူမိလေခဏတော့ပြောလိမ့်ဖို့အကြောင်းမရှိဘူးအဲ့ဒါကြောင့်ယုံကြည်သူတို့ကတိတတ်နေချင်လို့မဟုတ်ပါဘူးဖယားတခင်ရဲ့နိယာမကိုကယုံကြည်သူအချင်းချင်းစုတောင်းမှတဲ့တကူနမိတဲ့ခဏဖြစ်ဘူးကျွန်တော်တို့ကိုတွင်တင်ထားတဲ့အတွေ့အကြုံယုံကြည်သူတို့တလုံးတို့အတူဖြစ်ရချင်းဖြစ်တယ်ဆိုတာသဘောပေါက်စေခြင်းဟာလေလုယာဒါကြောင့်နောက်ဆုံးနေ့ကိုချုပ်ပြောမယ်ဆိုရှင်မလခိုင်ခန်းကြီး3ငယ်16ကနေ18အရင်အစကဖတ်တဲ့အတိုင်းဘာတွေ့ရမလဲဖယားခင်ကြောက်ရွံ့သောသူတို့ကိုဖယားခင်ကစီရင်မှတ်ထားတယ်အဘရဲ့မှုကိုဆောင်ရွက်တော်တာအဘနှမျိုးကဲ့သို့ငါနှမျိုးတယ်တဲ့အဘရဲ့မှုကိုဆောင်ရွက်တော်သူမဆောင်ရွက်တော်သူကိုပိုင်းခြား၍သိရလိမ့်မယ်ဒါကြောင့်အတင်းတော်မှာတိစာရှိစွာပါဝင်တာအမှုတော်ဆောင်ခြင်းဖြစ်တယ်ဟာလေလုယာဖယားခင်ရှေ့မှာအမှုတော်ဆောင်ရွက်ခြင်းဖြစ်တယ်ဘာနဲ့တူတယ်မိဘကိုယူကဲတင်ချရပိတာချင်းနော်မိဘကိုယူတည်တဲ့လူနဲ့မယူတည်တဲ့လူရဲ့ဂတိတော်မတူဘူးကဲတင်ချရပြီးမှမိဘကိုယူတည်တဲ့လူကိုဘုရားရှင်ကပြောထားတယ်လေမြေကြီးပေါ်မှာအသက်ရှင်ခြင်းနဲ့တကွာကောင်းကြီးခံစားနေလို့ပြောတယ်မဟုတ်လားခုလည်းကြည့်ကဲတင်ချင်းရတဲ့လူချင်းဖြစ်ပေမဲ့မိဘကိုကျွေးမွေးပြီးတော့လေးစားတဲ့လူနဲ့မိဘကိုဂရုမစိုက်ဘဲနဲ့ခရိယံဖြစ်တဲ့လူမတူဘူးနော်ဒီကုန်းချုပ်ပြီးတော့မှမတူဘူးထူနေတဲ့ကောင်ပဲခရိယံဖြစ်ပြီးမှအတင်းတော်မှာမပေါမဲ့အင်္ဂါနေပဲ praise Lord လုပ်နေတဲ့လူနဲ့နော်အတင်းတော်ကိုလာပြီးဆူတောင်းတဲ့အစာရှောင်တဲ့လူနော်အလှငွေတွေပေးထားတဲ့လူတခါတည်းမဟုတ်ဘူးအဲ့ဒီလူနဲ့အင်္ဂါနေပဲတရားဟောချစ်ဖတ် YouTube နားထောင်မွေလို့ပြမိသားရမပွင့်ချင်းပြဿနာများတယ်ငါနာကိုတိတ်မထိနဲ့ဆိုတဲ့တကူတော်တမားတွေနော်တကောင်ကျွဲ့လူနဲ့ခရိယံဖြစ်ခြင်းတဲ့လူတွေအနာကကံကြမ္မာပြီးတော့မှမတူဒါစီမစ်မတူနိုင်ဘုရားရှင်ကဘာပြောထားတယ်လဲငါခွေးချမယ်လို့ပြောပြတာပဲဒါကြောင့်ဘုရားရှင်က Exodus ခန်းကြီး34ငယ်9
နောက်ပြီးတော့တောလေအကျဉ်းခန်းကြီးဆက်လေးဆက်ရှိမှာပါပြောထားတယ်သူ့ကိုအမှုသူ့ကိုမယုံကြည်သူတဲ့လူတွေကိုနော်ဒါစီမြင်းစစ်လေးကျင်တီလေးစစ်တီကျင်နေတယ်ပါဖြစ်ကောင်းကြီးကတော့ဆေးဆက်ပေါ့ဟုတ်ဘူးလားဒါကြောင့်မိခင်ဖခင်များနေနဲ့တကောင်ကျွေးပဲလုပ်နေတယ်ခရစ်တော်ရဲ့ကိုခန္ဓာကိုမြည်ကြည့်ပေါ်မှာကယုမဆိုင်ဘူးဆိုလို့ရှိရင်ဒါစီမြင်းစစ်လေးစစ်တီခံနိုင်တယ်နော်အဲ့ဒါကိုတတိထားပါလူကြီးအိမ်မှာနေပြီးတော့ပြောပါတယ်အတင်းတော်မှာမပေါင်းနဲ့ရပါတယ်ငါဝိညာဉ်ခွန်းရှိတယ်လို့မထင်နဲ့ဒါစီမြစ်စီအထိခံနိုင်40အထိတုတ်တော်တိစာရှိစွာကိုကိုရဲ့မိသားစုအားဒါစီမြစ်စေစစ်အထိဘုရားရှင်ကောင်းချီးပေးနေသူ့ရဲ့ဂတိတော်ဖြစ်တယ်ဟာလေလုယာကဲအရင်ဖတ်ရအောင်တော်လေအကျမ်းဆက်40ရှိပဲဖတ်ရအောင်တော်လေအကျဉ်းခန်းကြီးဆက်လေးရှိကိုရောကသာဝရပြာတိပြေခံတော်တဘောသနာတော်တဘောနဲ့စီဆုံးတော်ပါတော့အတ္တမချင်းတရားတော်ကိုလူချင်းအဖြစ်တော်ကိုဖြစ်တော်ရဲ့အချင်းရတဲ့ဖြစ်တော်မူထားတော်လူအစစ်ဆက်တာတရားဆက်စတုထဆက်တိုင်းအောင်အဘာတို့ရဲ့အဖြစ်ကိုတာတာနဲ့ဆက်ပေးစီတော်ထားတော်တရားတည်းဖြစ်တော်မူနေတော်မိတော်မူပြီလားအချစ်တော်တို့၏တရားရှိတဲ့ဘုရားတော်ကြီးပါစေပါစေ Exoda 3 ငယ်ခုနှစ်မှာလည်းဖတ်ဒီတိုင်းမရှိနဲ့ဒါကြောင့်ကဲတင်ချင်းတကယ်ရပြီးမှမြေကြီးပေါ်မှာအတင်းတော်မှာမပါဝင်ချင်ပဲနေမယ်ဆိုရှင်ကဲတင်ချင်းတကယ်စိတ်ချတယ်ဆိုရှင်ငရဲပြီကတော့မတော်ဘူးတုတ်တော့ကျင်ချင်းက40ထီတာသမီးရခံနိုင်တယ်ဆိုတာမမေ့ကြပါစို့နဲ့ဒါကြောင့်ပြောလို့တော့ပါလေဆိုရှင်ဖယားဖြစ်ကိုယ်တိုင်ကအဖရဲ့အမှုကိုဆောင်ရွက်တော်သူဟာအဖနှမျိုးကဲ့သို့တင်တို့ကငါနှမျိုးတယ်ဒါကြောင့်စိတ်ရှိဆိုတာတိစ္ဆာရှိဆိုတာအတင်းတော်တီးဥတော်ခရစ်တော်ရဲ့ကိုယ်ခန္ဓာမှာအမှုတော်မြတ်မှာဆက်လက်ပါဝင်ကြပါစို့ဆိုတော့ကျွန်တော်အားပေးလို့ပါတယ်ဖျားရှင်ရောက်တိုင်းကောင်းချီးပေးပါစေ